မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ကတော့ချင်းရိုင်မှာရှိတဲ့ White Temple ကိုသွားနေတာဖြစ်ပါတယ်ဒီတော့အများစုလာရောက်လည်ပတ်တဲ့နေရာလေးတစ်ခုထဲမှာအပေါင်းဖြစ်ပါတယ်ဘယ်ခဲဝင်ပေးอ่ะဒီထဲဩအဲ့ဒီဝင်းထဲဝင်ပေးอ่ะ ဝင်တော့ပြန် အဲ့လေးပြန်ကြည့်အောင်ဝင်လဲတာပဲဩဘာမှမှန်ကတ်ထားတာကွာမတို့ကအဲ့ဒါကြည့်လက်ဟိုတင်းနဲ့ဆိုတော့မှန်ကြီးတုံးတော့ဟာဒါဗမာပြည်ကဖျားနေမှာအရင်ကတည်းကသုံးလာဒီမှန်ကတ်ဟဲ့လေကိုရာရှိခဲ့လာတယ်မခေါင်းတော့ဟိုမှာ好long的。ဒီမှာစီကရှမ်းစီရမလားဟုတ်တယ်ရမှန်ဟုတ်လားမောဖျားတဲ့ခေါင်းလောက်မဟုတ်ဘူးမောဖျားတဲ့ခေါင်းလောက်မဟုတ်ဘူး看过ဂျိုးရီယာကန်ကိုဆက်နေရတယ်ပေါ့ဗမာပြည်မှာပြီးသွားပြီဒီမှာထိုင်လေထိုင်မိရရလားဒီမှာတော့ထိုင်လို့ရတတူပြားတတူပြားfree ဝင်ကြီးကတော့ကျွန်တော်တို့တယောက်ကိုဘတ်200ပေးရပါတယ်အထဲမဝင်ဘူးဆိုတော့ကျွန်တော်ပေးစရာမလိုပါဘူးအော်ဒီကျောင်းဆောင်လေးရတော့ကျွန်တော်ခန်းခန်းနားနားနဲ့
လှလှပပလေးရှိတာကိုတွေ့ရပါတယ် သူ့မင်းတော့မှာ မွေးတော့ပါဘာရှိမှလည်းမဟုတ် ထူးထူးဆန်းဆန်းကျွန်တော်အိမ်သာတော်မှာကျွန်တော်ရွှေရောင်လေးနဲ့ ငါလည်းအိမ်မှာကြိုက် ဆေးချတာတွေ့ပါတယ်